အနုပညာအလုပ်တွေရနာထားရာကနေနေတိုးနဲ့အပြိုင်ဝင်းမုံရွှေဦးဝဲတို့နဲ့အတူရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးတော်မယ်နိုင်အမေရိကန်ပြည်မှာမိသားစုနဲ့အတူဘဝကိုအေးချမ်းချမ်းဖြတ်သန်းနေတဲ့မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသားကြီးနိုင်ကတော့အနုပညာလောကတွေကိုပြန်လည်ခြေချလာပြီးဖြစ်ပါတယ်။အားလုံးသိကြတဲ့အတိုင်းပဲမင်းသားနိုင်ကမြန်မာနိုင်ငံရဲ့အချောဆုံးရုပ်အဖြောင့်ဆုံးမင်းသားစင်းရင်ထဲမှာထိပ်ဆုံးကပါဝင်နေသူပါ။သူ့ရဲ့ရုပ်ရည်ကနိုင်ငံခြားမင်းသားတွေလိုပဲအရက်ရှိရှိ body တောင်းနဲ့နိုင်ငံတကာအဆင့်မီတဲ့ယူပါရုပ်ကိုပိုင်ဆိုင်ထားတာကြောင့်အမျိုးသမီးပရိသတ်တွေတင်မကလူကြီးလူငယ်မရွေးအားပေးမှုတွေကိုရရှိထားတာဖြစ်ပါတယ်။အဲဩစရာအကောင်းဆုံးအချက်ကတော့နိုင်ဟာအသက်50ဝန်းကျင်အရွယ်ကိုရောက်ရှိနေပြီဖြစ်ပေမယ့်အခုတည်းကအရွယ်မကြဘဲနှုတ်ပြလန်းဆန်းနေစေပါ။သူကအနုပညာအလုပ်တွေကိုရနာပြီးတော့အမေရိကန်နိုင်ငံမှာမိသားစုကိုအချိန်အပြည့်ပေးကနေထိုင်ခဲ့တာဖြစ်ပါတယ်။အခုတော့နိုင်ကိုချစ်တဲ့ပရိသတ်တွေအတွက်သတင်းကောင်းပေါ်ထွက်လာပါပြီ။နာမည်ကြီးပရိုဂျူဆာကိုရွှေမန်းရဲ့ရွှေနဒီရွှေရုပ်ရှင်ထုတ်လုပ်ရေးကနေရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးဖို့ကမ်းလှမ်းခဲ့ရကြောင်းနိုင်ကမြန်မာနိုင်ငံကိုပြန်လည်ရောက်ရှိနေပြီဖြစ်ပါတယ်။သူရိုက်ကူးမဲ့ဇာတ်ကားကောင်းစဉ်ကတော့အချစ်ဈေးလို့အမည်ရပါတယ်။ဒီဇာတ်ကားကနိုင်ရဲ့အနုပညာခရီးစဉ်မှာထူးခြားတဲ့ပြန်လည်စတင်ခြင်းတစ်ခုဖြစ်လာမှာပါ။ဒီဇာတ်ကားမှာပရိသတ်တွေစိတ်လှုပ်ရှားဆုံးအချက်ကမင်းသားနေတို့နဲ့နိုင်တို့ကိုတခါမှမမြင်ဘူးသေးတဲ့ပုံစံမျိုးနဲ့အတူတူတွဲဖက်မြင်တွေ့ရတော့မှာဖြစ်ပါတယ်။အနုပညာတတန်းတစ်လျှောက်မှာဒီမင်းသားကြီးနှစ်ယောက်ကတခါမှအတူတွဲပြီးတော့တရုတ်ဆောင်မပူးကြသေးပါဘူး။ဒါကြောင့်အချစ်စေးရုပ်ရှင်ကတရုတ်ဆောင်ပိုင်းမှာထိပ်တန်းမင်းသားနှစ်ယောက်ရဲ့အားပြိုင်မှုတွေကိုမြင်တွေ့ရမယ့်ပွဲကြီးပွဲကောင်းတစ်ခုဖြစ်လာမှာပါ။မင်းသမီးနေရာအတွက်ကတော့အကယ်ဒမီများရှင်လိုပဲအရှိန်အဝက်အသိထားရပါသေးရဲ့ပရိသတ်တွေအများဆုံးခံမှန်းနေကြတာကမြန်မာရုပ်ရှင်လောကရဲ့ထိပ်တန်းမင်းသမီးလေးနှစ်လက်ဖြစ်တဲ့အင်ဒရာကျော်စင်ဓမ္မမဟုတ်ဝင်းမောင်ရွှေရွယ်ဖြစ်လိမ့်မယ်လို့ဆိုပါတယ်။ရွှေမင်းသမီးလေးဆိုတဲ့အသုံးအနှုန်းကြောင့်ဘယ်သူများဖြစ်မလဲဆိုတာကတော့တကယ်ကိုရင်ခုန်စရာလျှို့ဝှက်ချက်တစ်ခုဖြစ်နေပါတယ်။မဟုတ်ဝဲနဲ့နိုင်လားဒါမှမဟုတ်မက်ကီနဲ့နိုင်လားဘယ်သူပဲဖြစ်ဖြစ်နေတိုးပါဝင်တဲ့အတွက်ဒီဇာတ်ကားက2026ခုနှစ်ရဲ့အခမ်းအနားဆုံးဇာတ်ကားစီးရင်မှာပါဝင်လာမှာပါ။နိုင်လို့ရုပ်ရည်အရေးချင်းပြည့်စုံတဲ့မင်းသားတစ်ယောက်အနုပညာလောကတွေကိုပြန်ဝင်လာတာကမြန်မာရုပ်ရှင်အရေးအသွေးကိုမြင့်တင်ပေးလိုက်တယ်လို့ပါပဲ။အထူးသဖြင့်တော့နေတိုးနဲ့နိုင်တို့လိုဝိုင်းရင်မင်းသားကြီးနှစ်ယောက်စုံစည်းမှုကမျိုးဆက်သစ်တွေအတွက်ရောပရိသတ်တွေအတွက်ပါအနုပညာအရသာအပြည့်အဝပေးစွမ်းနိုင်မှာဖြစ်ပါတယ်။နိုင်ရဲ့မအိုဟောင်းနိုင်တဲ့ရုပ်ရည်နဲ့နေတိုးရဲ့ပိုင်နိုင်လာတဲ့တရုပ်ဆောင်မှုတွေက masterpiece တစ်ခုဖြစ်စေပါလိမ့်မယ်။ကဲပရိသတ်ကြီးတို့ရောအချစ်စေးရုပ်ရှင်ဇာတ်ကားမှာနိုင်နဲ့အတူဘယ်မင်းသမီးလေးကိုတွဲပြီးတော့မြင်ကျင်ကြပါသလဲ။အဝဲအင်ဒရာကျော်စင်လားဝိမုံရွှေလားဒါမှမဟုတ်တခြားဘသူဖြစ်နိုင်အောင်မလဲမိမိတို့ရဲ့ထင်မြင်ချက်လေးတွေကိုမှတ်ချက်မှဝင်ရောက်ဆွေးနွေးပေးပါဦးနော်ကြည့်ရှုအားပေးကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်